အခုကျွန်တော်ရောက်နေတာကတောသေးတနေရရောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့တည်ထားတာကအမေရိကန်နိုင်ငံဟာဆိုလို့ရှိရင် freedom ပေါ့ democracy နိုင်ငံ freedom လို့ကျွန်တော်တို့တည်ထားပါတယ် freedom နိုင်ငံမှာဆိုတော့ကိုလွတ်ချင်တာလွတ်လို့ရမယ်လို့ကျွန်တော်တို့ထင်ထားကြတယ်အခုကျွန်တော်တောသေးတနေရရောက်နေတဲ့နေရာမှာကျွန်တော်တို့ချင်းတောင်ကလူမျိုးဒီအရွက်နုနုလေးတွေဒီအညွတ်လေးတွေအများကြီးကျွန်တော်တွေ့ထားတယ်ဒီအရွက်ဆိုလို့ရှိရင်အင်မတန်မှစားလို့ကောင်းတယ်ကျွန်တော်ချင်းတောင်ကလူမျိုးကျွန်တော်တို့ကန်ကောင်းပြီဟဲ့ဒီမှာအများကြီးခူးမယ်ရောင်းလေရောင်းမယ်စားလေစားမယ်ဆိုပြီးတော့အများကြီးဒီအရွက်တွေကိုယူသွားလို့မရပါဘူးခူးလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီအမေရိကန်နိုင်ငံမှာကဘာပဲလို့အဆွေးစီကခွင့်ပြုချက်ယူရတယ်လန်စင်ယူရတယ်အဆွေးစီလန်စင်မရှိဘဲနဲ့ဒီတောထဲမှာထွက်တဲ့ဘေးအတီးအရွမဆိုအများကြီးခူးလို့မရပါဘူးဒါပေမဲ့ကျွန်တော်ထင်တာကတော့စားဖို့အတွက်ဆိုပြီးဒီနေ့ပပတော့ယူလို့ရမယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ခုကျွန်တော်အနည်းငယ်ယူသွားမယ်အများကြီးတော့မယူဘူးဘာဖြစ်လို့လဲဆိုတော့အစိုးရကအခွင့်မပြုတဲ့အရာဆိုတော့သူတို့တည်သွားရင်တော့ကျွန်တော်တို့အတွက်မကောင်းဘူးပေါ့ကျွန်တော်ဒီတောထဲမှာရောက်လေရောက်ချင်းတော်လူမျိုးဒီအရွေ့နုနုလေးတွေ့ထားတဲ့အခါကျတော့ဒီဘာမယူသွားပြနေလဲကျွန်တော်မနေနိုင်ဘူးအဲကြောင့်တော့ကျွန်တော်အနည်းငယ်ယူသွားပါမယ်ဒီမှာအများကြီးပဲရွက်နုလေးတွေကျွန်တော်မြန်မာလူနာမည်မသိဘူးချင်းတော်မှာတော့အများကြီးပဲဒီမှာအဲ့လောက်ရှိသွားပြီဒီအရွက်လေးတွေရဲ့ဒီအညွန့်လေးတွေရဲ့နာမည်ကိုတိတိတူရှိရင် comment မှာတစ်ချက်လောက်ထားခဲ့ပါဦးဒီမှာအများကြီးပဲတလားယာတီပေါ်ရွက်ကလေးတွေအညွန့်ကလေးတွေဖြစ်တယ်ပေါ့နော်ဒီမှာကန်ကောပြီးဆိုပြီးတော့အများကြီးခူပြီးတော့ရောင်းလို့မရဘူးဒီမှာเนาะအစိုးရတည်တော့ရင်လုံးဝမရပါဘူးဟာဒီမှာโอเคအဲ့လောက်ဆိုရင်နှစ်ခါလောက်ချက်စားလို့ရပြီအဲ့ဆိုရင်ရပြီဘယ်လိုလဲဒီအရွက်ကထိကြည့်လိုက်လဲနဲ့မထီတော့ဘာပြောလဲကျွန်တော်တကယ်ချင်းပြောတာဒီအရွက်ကလည်းထိမိရကြိုက်တယ်လို့ပြောဒီအရွက်ကိုတော့ထိလို့မရအောင်အရန်နာတယ်ပြားကတုတ်တလူမျိုးလေးတုတ်တာတော်တော်လေးကိုနာတကယ်ရှင်ဒီကစားလို့ရမယ်ထင်တော့ဟုတ်တယ်ကျွန်တော်ချင်းတောက်မှာဆိုရင်ဒီနုနုလေးတွေကိုကျွန်တော်စားတယ်ဒါပေမဲ့အရွက်နည်းနည်းကွာသွားတယ်ကျွန်တော်ချင်းတောက်မှာဆိုလို့ရှိရင်ချောင်းပေးနားမှာအဲ့လိုမျိုးမှရှိရယ်ရှိတဲ့အရာဖြစ်တယ်လက်နဲ့တွားချင်တော့တအားနာတယ်